ဘုန်းကြီးတို့တွေအတိတ်ကကုသိုလ်ကောင်းမှုရှိခဲ့သည့်အတွက်ကြောင့်အခုလူဘဝရရှိပြီးတော့လာကြတယ်အမတ်တမဲ့မနေသေးကြဘူးလူဘဝရတယ်ဆိုတာအတိတ်ကကုသိုလ်ကောင်းမှုရဲ့အကျိုးအနေနဲ့ရလာတာဖြစ်တယ်ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုခံစားပြီးတော့အတိတ်ကိုမေ့ပြီးတော့ထားမယ်ကုသိုလ်တရားကိုမေ့ပြီးတော့ထားမယ်ဆိုရင်ဒီကုသိုလ်ကံစွမ်းအားတွေဟာတနေ့ကျတော့ကုန်သွားမှာနောက်ထပ်မဖြစ်ဘူးဆိုရင်ကုသိုလ်ကံစွမ်းအားတွေကုန်သွားပြီးတော့နောက်ဆုံးမှာကုသိုလ်တွေအရှိန်ကုန်တဲ့အခါမှာဖြစ်လာမှာကတော့အကုသိုလ်တွေပဲကုသိုလ်ကတားဆီးထားသည့်အတွက်ကြောင့်အကုသိုလ်တွေကအကျိုးမပေးနိုင်ဘူးဆိုပါစို့အဝတ္တမပူပြင်းတဲ့အရာဒီမှာပူပြင်းတဲ့နေရောင်ကိုတစ်ပင်ကနေပြီးတော့တားဆီးပေးထားသည့်အတွက်ကြောင့်တစ်ပင်အောက်ဝင်လိုက်လို့ရှိရင်အေးမြအဲ့ဒီတစ်ပင်ကြီးမရှိတော့ဘူးဆိုလို့ရှိရင်အပူခံရမှာအဲ့ဒါလိုပဲကုသိုလ်ကကုံသွားပြီဆိုလို့ရှိရင်အကုသိုလ်ဆိုတာတွေရောက်လာပြီဆိုရင်ဆင်းရဲဒုက္ခတွေကြုံရကြဒါကြောင့်မို့လို့ကုသိုလ်ဟာသစ်ပင်နဲ့အလားတန်တူလို့ကုသိုလ်ပင်မျိုးစိုက်ပျိုးကြခြင်းတို့စိုက်ပျိုးဖို့လိုအပ်တယ်ဒါဖြင့်ကောင်းပြီကုသိုလ်လုပ်ချင်တယ်ဆိုတဲ့အခါဘယ်နေရာမှာကုသိုလ်လုပ်ကြမလဲစိုက်ပျိုးတယ်ဆိုတဲ့အနေအထားအဖြစ်မြတ်စွာဘုရားသခင်ကိုရောမြတ်ကကုသိုလ်တွေစိုက်ပျိုးဖို့အတွက်အကောင်းဆုံးသောလယ်မြေတာဆိုတာတန်ခါပဲဖြစ်တယ်လို့အနုတ္တရံပုညခိတံလောကတ္တလောကရဲ့အကောင်းဆုံးလယ်မြေဟာတန်ခါပဲဖြစ်တယ်လို့ဆိုတာဟောထားခဲ့တာရှိတယ်ပေါ့။ဘာဖြစ်လို့အကောင်းဆုံးလယ်မြေလို့ပြောရတယ်လဲလို့ဆိုရင်တစ်ပင်တစ်ပင်သို့မဟုတ်တီးနှံပင်တွေစိုက်ပျိုးပြီးဆိုလို့ရှိရင်မြေကောင်းရေကောင်းရွေးချယ်ရမြေကောင်းရေကောင်းမှတစ်ပင်ရဲ့အသီးနှံတဆနှစ်ဆမကအစပေါင်းများစွာရရှိနိုင်အကယ်၍မြေညံ့ပြီဆိုရင်အပင်ပေါက်တော့လည်းပဲထိုအပင်ကအသီးများစွာမထွက်လာဘူးတဲ့ဒါကြောင့်မို့အပင်လဲတန်အသီးတွေလည်းများတဲ့မြေမျိုးကိုရွေးချယ်ပြီးတော့စိုက်ကြဒါမို့ဒါနကောင်းမှုလုပ်တယ်ဆိုတဲ့အခါမှာလည်းပဲတန်ခါကိုလှူဒန်းတာဟာအမတမရရှိလာတဲ့အကျိုးတရားတွေအမတမထူးကဲနိုင်တယ်ဒီလိုဆိုတာဒါကြောင့်မို့လို့တန်ခံတရဏံကိစ္ဆာမိလို့ဘုရားဘာသာဝင်တွေဆိုတဲ့တန်ခါသည်ဆင်းရဲဒုက္ခမှကင်းကွာအောင်ဆင်းရဲဒုက္ခတွေကိုဖယ်ရှားပြစ်နိုင်တယ်လို့တန်ခါဟာတို့ရဲ့ဘဝဒုက္ခတွေကိုဖယ်ရှားနိုင်တယ်လို့ယုံကြည်လက်ခံပါတယ်လို့ဒီလိုအဓိပ္ပာယ်နဲ့တန်ခါတရဏံကိစ္ဆာမိလို့ခေါ်တရဏဆိုတာဆင်းရဲဒုက္ခတွေကိုဖယ်ရှားခြင်းအကာအကွယ်ပေးခြင်းလို့အဓိပ္ပာယ်ဥပမာပဲတစ်ပင်အောက်ဝင်နေဆိုတဲ့ပုံကိုယ်တွေကဘာရည်ရွယ်ချက်နဲ့ဝင်တာတော့ဆိုနေရဲ့အပူဒဏ်ကိုတစ်ပင်ကကာကွယ်ပေးလိုက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့တစ်ပင်အောက်ဝင်တယ်တစ်ပင်အောက်ဝင်လိုက်လို့ရှိရင်တစ်ပင်ရဲ့အရိပ်မှာလူတွေဟာနေရဲ့အပူဒဏ်ကအကာအကွယ်ရပြီးတော့အေးမြချမ်းသာကြတယ်ထို့တူပဲတန်ခံတရဏံကိစ္ဆာမိဆိုတဲ့အဓိပ္ပာယ်ကတန်ခါသည်ဆင်းရဲဒုက္ခတွေကတို့ကိုအကာအကွယ်ပေးတယ်ဆိုတဲ့ယုံကြည်ချက်နဲ့တန်ခံတရဏံကိစ္ဆာမိလို့ဒီလိုဆိုဒါဖြင့်ဘယ်လိုအကာအကွယ်ပေးတာလဲဆိုတာတော့သိဖို့လိုအပ်တယ်ပေါ့ဆင်းရဲဒုက္ခတွေကသက်သာသွားအောင်ဘယ်လိုတွေအကာအကွယ်ပေးတယ်လဲဒီနေရာမှာတန်ခါဆိုတာဘာကိုခေါ်တာလဲဆိုတာကိုဘုန်းကြီးတို့တွေနားလည်ဖို့လိုအပ်တယ်ဘုရားဘာသာဝင်သူတော်စင်တွေတန်ခံတရဏံကိစ္ဆာမိလို့မကြာခဏဆိုလေးရှိကြတရဏဂုံဆိုနေကြအဲ့တော့တန်ခါဆိုတာဘာကိုခေါ်တာလဲလို့ဆိုမေးတန်ခါဆိုတာအခုခေတ်တချို့လူတွေပြောနေတဲ့
သင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်တဦးတည်းကိုသွားပြီးတော့တန်ဃာလို့ခေါ်တာမမှန်ဘူးတန်ဃာဆိုဒီမှာဘုန်းကြီးတစ်ပါးတည်းကိုရင်တစ်ပါးတည်းဥစဉ်တစ်ပါးတည်းကိုတန်ဃာလို့မခေါ်ဘူးတန်ဃာလို့ဆိုဒီမှာအဖွဲ့အစည်းလို့အဓိပ္ပာယ်ရတယ်ဘယ်လိုနည်းနဲ့ဖွဲ့စည်းထားတာတော့လို့ဆိုဒိဋ္ဌိသီလတမ္မညဒိဋ္ဌိသီလတမ္မညေနတံခတိတ္တပံဃောဒိဋ္ဌိသီလတမ္မညတံခာတေနတံခတိတ္တပံဃောလို့ဆိုတဲ့အတိုင်းအမြင်ချင်းတူတယ်ကိုချင်းသီလချင်းတူတယ်အမြင်ချင်းလည်းတူရမယ်ကိုချင်းသီလချင်းလည်းတူတယ်အဲ့ဒီအမြင်ချင်းတူကိုချင်းသီလချင်းတူတဲ့ပုဂ္ဂိုလ်တွေရဲ့အဖွဲ့အစည်းကိုတန်ဃာလို့ဒီလိုပြောတယ်အဲ့ဒီတန်ဃာဟာတူတဲ့ကိုတန်ဃာမခေါ်ဘူးဆိုတာကိုသတိထားဖို့လိုအပ်တယ်တန်ဃာဆိုတာအဖွဲ့အစည်းကြီးတစ်ခုလုံးကိုရည်ညွှန်းတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဘုရားဖြစ်သူရောက်တဲ့အခါမှာပထမဆုံးသာသနာဝင်လာတာရှင်ကွန်းတေညတူတဲ့ပဲရှိသေးတယ်ပြီးတဲ့အခါကျတော့ဝပ္ပမထေတို့ဗတ္တိယမထေမဟာနာမထေအတ္တစီမထေဆိုပြီးတော့ပစ္စဝဂီ၅ပါးဆင့်ငယ်သာသနာဝင်လာကြတဲ့အခါသာသနာမှာပထမဆုံးပစ္စဝဂီ၅ပါးဆိုတဲ့တန်ခါအဖွဲ့အစည်းတစ်ခုပေါ်လာခဲ့တယ်ပေါ့အဲ့တော့တန်ခါဆိုတဲ့အဖွဲ့အစည်းဟာဘယ်နှပါးရှိရတယ်လဲလို့ဆိုရင်ဝီနီးကျမ်းကအရာဆိုလို့ရှိရင်၄ပါးအ ਨੇ ဆုံးရှိရ၄ပါးရဲ့အထက်ကိုမှတန်ခါလို့ခေါ်တယ်၄ပါးနဲ့၄ပါးအထက်ကိုတန်ခါလို့ခေါ်တယ်တစ်ပါးနှစ်ပါးသုံးပါးကိုတန်ခါလို့မခေါ်ဘူး၄ပါးကအထက်ကိုတန်ခါလို့ဆိုတယ်တန်ခန္တရဏံကိစ္ဆာမိဆိုတာတစ်ပါးတည်းကိုကိုးကွယ်တာမဟုတ်ဘူးနှစ်ပါးကိုကိုးကွယ်တာမဟုတ်ဘူးတန်ခါသုံးပါးကိုကိုးကွယ်တာမဟုတ်ဘူးအစုအစည်းအဖွဲ့အစည်းတစ်ခုအ ਨੇ ဆုံးဝိနိကံဆောင်ရွက်တဲ့အခါမှာ၄ပါးရှိရ၄ပါးကိုမှတန်ခါလို့ဒီလိုသတ်မှတ်တယ်ဟောဒါကတုတ်တန်နီးကြတော့ဒီတပါးဆိုရင်ပုဂ္ဂိုလ်လို့ခေါ်တယ်နှစ်ပါးသုံးပါးဆိုလို့ရှိရင်အများလို့ခေါ်တယ်အဲ့ဒီအများရဲ့အစုအစည်းကိုကြတော့မှတန်ခါလို့ခေါ်တယ်အဲ့တော့ဝီနီးအဆိုရတန်ခါဟာအ ਨੇ ဆုံး၄ပါးရှိတယ်လို့မှတ်သားရမယ်နော်အဲ့ဒါလို့အ ਨੇ ဆုံး၄ပါးရှိတဲ့မြတ်စွာဘုရားရဲ့တပိတာဝကအစုအပေါင်းကိုတန်ခါလို့ဒီလိုခေါ်တယ်လို့ဆိုဒီကနေ့လက်ရှိတန်ခါတွေကိုတန်မုတိတန်ခါလို့ခေါ်တယ်မြတ်စွာဘုရားလက်ထက်ကအရိယတန်ခါတွေကိုတော့အရိယတန်ခါလို့ခေါ်တယ်အရိယတန်ခါတွေရဲ့သင်္တူဝိနည်းစိကံအတိုင်းသာသနာမှာသိက္ခာတင်ပြီးတော့သင်ဝင်ထားတဲ့ပုဂ္ဂိုလ်တွေကိုတန်မုတိတန်ခါတန်မုတိတန်ခါဆိုတာအရိယာလည်းပါတယ်ပုထုဇဉ်လည်းပါတယ်အဲ့ဒါလို့မြတ်စွာဘုရားရဲ့တပိတာဝကအပေါင်းဘိက္ခုယဟန်တော်လို့ဆိုတဲ့အရိယတာဝကအပေါင်းဒါတန်ခါလို့ခေါ်တယ်အမျိုးသမီးဘိက္ခုနီတွေရဲ့အပေါင်းကိုလည်းပဲတန်ခါလို့ပဲခေါ်တယ်အဲ့တော့ဘုရားလက်ထက်ကတော့ဘိက္ခုတန်ခါဘိက္ခုနီတန်ခါလို့တန်ခါဟာကိုချင်းသီလလည်းတူညီတယ်အမြင်ချင်းလည်းတူညီတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးတွေကိုတန်ခါလို့ခေါ်တယ်အဲ့တော့တန်ခါဆိုတာတဦးတယောက်ကိုမခေါ်ဘူးလို့ဒီလိုပြောအဖွဲ့အစည်းရဲ့နာမည်အဲ့တော့ကုသိုလ်ကောင်းမှုပြုတဲ့အခါမှာတဦးတယောက်မှပြုတာတဲ့အဖွဲ့အစည်းကိုရည်ညွှန်းပြီးတော့လှူတာတန်းတာဟာပို့ပြီးတော့ကောင်းကျိုးချမ်းသာရစေနိုင်တယ်လို့ဒီလိုပြောတယ်နော်အဲ့ဒါကိုတတိထားဖို့တန်ခါကိုရည်ညွှန်းပြီးတော့လှူတယ်ဒီကနေ့လက်ရှိတန်ခါတွေရဲ့တန်ခါတွေအနေထားကနေပြီးတော့မြတ်စွာဘုရားလက်ထက်ကရှင်သာရိပုတ္တရာတို့
အစဆုံးတန်ခါဖြစ်လာတဲ့ပိဿဝဂီတို့အဲ့ဒီမထေရရဲ့အနွယ်အဆက်အဲ့ဒီတန်ခါတွေကိုပါဥတည်ချက်ထားပြီးတော့ကုသိုလ်ကောင်းမှုလုပ်မယ်ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေဟာအမှန်တမ်းများတယ်လို့မြတ်စွာဘုရားဘာဖြစ်လို့လဲဆိုအနုတ္တရံပုံညခိတံလောကတလောကရဲ့ကုသိုလ်ပင်မျိုးစိုက်ပျိုးဖို့ရာအတွက်အကောင်းဆုံးကုသိုလ်မြေလွှာပဲလို့ဒီလိုဟောတာဘာဖြစ်လို့အကောင်းဆုံးလို့ပြောပြကိုယ်တိုင်ကိုယ်တွေ့ဒါနကောင်းမှုတွေဒါနပါရမီဖြည့်ဆည်းခဲ့တဲ့အချိန်မှာကိုချင်းသီလနဲ့ပြည့်စုံပြီးတော့ဒီလိုတန်ခါအဖွဲ့အစည်းကိုလှူနိုင်တဲ့ဘဝဆိုတာအတ္တမနည်းတယ်မလှူခဲ့ရတဲ့ဘဝတွေကများတယ်ဆိုပါစို့ဝေလာမပုံနာကြီးဖြစ်တဲ့အချိန်တုန်းကအကုန်အကျများစွာခံပြီးတော့သမယေချောင်းစည်းမြအလှကြီးပေးခဲ့တော်လည်းပဲအလှကံပုဂ္ဂိုလ်တွေဟာကိုချင်းသီလမရှိကြတဲ့တရဏဂုံမတီကြတဲ့တာမန်ပုဂ္ဂိုလ်တွေဖြစ်တယ်။ဘာနဲ့ဥပမာတူတုံးဆိုရင်အမှန်တန်ကောင်းတဲ့မျိုးစေ့တွေကိုကြက်တီးကုန်းမြေကြီးပေါ်မှာကျဲချရတယ်လို့ပဲ။ဟောရေဩဇာမရှိတဲ့တွေ့ချောက်နေတဲ့ကြက်တီးကုန်းမြေပေါ်မှာကျဲချလိုက်တဲ့မျိုးစေ့ဟာပေါက်တဲ့ဟာကပေါက်တယ်မပေါက်တာမပေါက်ပေါက်လာပြန်တော့လဲလှိလှိကလေးဆိုလိုတာကကုသိုလ်မရဘူးလို့ပြောတာမဟုတ်ဘူးကုသိုလ်ရဖို့အမတ္တမနည်းသွားတယ်ဒီလိုဆိုလိုတာနော်တန်ခါအဖွဲ့အစည်းဆိုတဲ့မြေလွှာကြတော့အဲ့ဒီလိုမဖြစ်ဘူးတဲ့အမတ္တမမြေဩဇာကောင်းတဲ့မြေပေါ်မှာစိုက်ပျိုးလိုက်ရတဲ့အပင်ဟာဥပမာမဲ့လဲစဘာနဲ့ပြောမယ်ဆိုလို့ရှိရင်မြေမကောင်းတဲ့စီစိုက်လို့ရှိရင်တတင်းလောက်စိုက်လို့ရှိရင်10တင်းတို့15တင်းတို့တင်း50တို့ဒီလောက်ပဲထွက်မြေဩဇာကောင်းပြီဆိုရင်တင်း100ဆိုလိုတာကအစ100အစ1000ဒီလိုရနိုင်တာကိုပြောတာနော်အဲ့ဒါကြောင့်မို့လို့တန်ဃာတွေကြတော့အဝတ္တမမြတ်စွာဘုရားရဲ့တပိတာဝကအရိယတန်ဃာတွေတပိတာဝကအရိယတန်ဃာတွေဟာထူးခြားတဲ့ဂုဏ်ကြီးဂုဏ်သွေးတွေရှိကြတယ်အပကနံပိကာရဏံဝိပုလဖလပတိလာဘကရဏေနတံကောလို့ဆိုတဲ့အတိုင်းနည်းနည်းလေးလှူတာဟာအများကြီးအကျိုးရတယ်တန်ဃာတွေကကိုချင်းသီလရှိလာပြီကိုချင်းသီလရှိတဲ့ပြည့်ဝတဲ့တန်ဃာတွေကိုလှူလိုက်ရပြီဆိုလို့ရှိရင်စွန်းလေးတစ်စွန်းနဲ့တင်ပဲရလိုက်တာကအများကြီးဆိုလိုတာကအရင်အနည်းကနည်းနည်းလေးအမြတ်များများရတယ်လို့ဒီလိုပြောတာဒါကလှုပ်တက်လို့ရှိရင်ပို့ပြီးတော့ရမြေကလည်းကောင်းတယ်ကိုယ့်ရဲ့စိတ်နှလုံးကလည်းကောင်းတယ်ဆိုလို့ရှိရင်ပို့ရစီးပွားရေးလှုပ်တယ်လို့ပဲတစ်ပင်စိုက်တယ်လို့ပဲတစ်ပင်စိုက်တဲ့ပုဂ္ဂိုလ်ကလည်းမြေကိုလည်းရွေးတတ်တယ်မျိုးစိကောင်းကောင်းကိုလည်းရွေးတယ်စိုက်ပျိုးပြီးတဲ့အခါမှာလည်းပဲစောင့်ရှောက်မှုတွေပေးတယ်ဆိုလို့ရှိရင်ဒီတစ်ပင်ဟာသီးနှံပို့ထွက်တယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့မျိုးစိကလည်းညံ့တယ်မြေကလည်းညံ့တယ်စောင့်ရှောက်မှုကလည်းအားနည်းတယ်ရေလောင်းပေါင်းတဲ့မရှိဘူးဆိုလို့ရှိရင်တော့ဒါဒီတစ်ပင်ကလှိလှိကြီးပဲဖြစ်နေမှာပဲအဲ့တော့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာမျိုးစိလည်းကောင်းဖို့လိုတယ်မြေလည်းကောင်းဖို့လိုတယ်မိမိရဲ့ကြိုးစားအထောက်မှုစိတ်နေသဘောထားဆိုတာလည်းလိုအပ်တယ်လို့ဆိုတတိထားဖို့လူတတ်တဲ့ပုဂ္ဂိုလ်တွေကပိုရအေးတန်ဃာတွေကိုအာယုံပြုပြီးတော့လှူလိုက်တဲ့အခါမှာအပကနံပိကာရဏလက်အုပ်လေးတစ်ချိန်ခြီတာပဲဖြစ်စေဆွန်ကလေးတစ်စုံလောင်းလိုက်တာပဲဖြစ်စေပန်းကလေးတစ်ပွင့်နဲ့ပူဇော်လိုက်တာပဲဖြစ်စေနောက်ဆုံးမှာဘာမှမရှိလို့ရှ िख ိုးဝှချလိုက်တာပဲဖြစ်စေအဲ့ဒီကုသိုလ်ကောင်းမှုဟာအဝတ္တမချီးပွားသွားတယ်မြတ်စွာဘုရားလက်ထက်တော်ခါကာလတုန်းကစန္ဒာလီလို့ခေါ်တဲ့သူဆင်းရဲမကြီးသရောင်းစားမကြီးတယောက်ရှိ
အဲ့စန္ဒာလီဆိုတဲ့တရောင်းသားမကြီးကမတမဆင်းရဲရှာဝတ်ထားတဲ့အဝတ်ကလည်းစုပ်စုပ်ပြက်ပြက်စားရတယ်လည်းထမင်းနတ်မှန်အောင်မစားရအောင်တောင်းစားလို့ရတဲ့ခါရတယ်မရတဲ့ခါမရအောင်အသက်ရလည်းကြီးလာအဲ့ဒါလို့ဆင်းရဲဒုက္ခရောက်နေတဲ့စန္ဒာလီဆိုတဲ့ဒီတရောင်းသားမကြီးဟာရှင်သာရိပုတ္တရာတို့ရှမောက္ကလန်တို့ဆွမ်းခံကြွတဲ့အခါမြတ်စွာဘုရားနဲ့အတူဆွမ်းခံကြွတဲ့အချိန်ရှမောက္ကလန်ကတိုက်တွန်းတယ်မြတ်စွာဘုရားနဲ့တန်ဃာတွေကိုလက်ဥချီလိုက်ငေးမနေနဲ့တချို့ကတန်ဃာလမ်းတွေတောင်မှလက်ဥချီရကောင်းမှမသိဘူးဆိုရင်ကုသိုလ်ရမှမသိလို့ပါမှန်ကနော်ဘာမှလူစရာမရှိလည်းပဲတန်ဃာတွေတွေ့လို့ရှိရင်မြတ်စွာဘုရားရဲ့လက်ထက်ကအရိယတန်ဃာတွေဟာဒီလိုအဆက်အနွယ်တွေပါလားလို့ဆိုပြီးတော့လက်ဥကလေးချီလိုက်အဲ့ဒီမှာလည်းပဲစန္ဒာလီဆိုတဲ့တရောင်းသမကြီးဟာလက်ဥချီရမှမသိဘူးမသိတဲ့အခါရှင်မောက္ကလန်ကနေပြီးတော့လက်ဥချီဖို့သူ့ကိုပြောလိုက်ဘုရားကြွလာတာဘုရားကိုလက်ဥချီလိုက်ရှ िख ိုးလိုက်လို့ပြောလိုက်တဲ့အချိန်မှာသူရှင်မောက္ကလန်တိုက်တွန်းချက်အရာအာတတရောနဲ့မြတ်စွာဘုရားကိုလက်ဥချီလိုက်တယ်ရှ िख ိုးလိုက်မကြခင်မဲ့တန်ဃာတွေလည်းကြွသွားရောလမ်းမှာတွေ့တဲ့နွားတစ်ကောင်ကသူ့ကိုခွေလိုက်တာနဲ့အဲ့ဒီအဖွားကြီးကဆုံးသွားနော်သူ့မှာကုသိုလ်ကောင်းမှုဆိုလို့ဘာမှမရှိဘူးရှင်မောက္ကလန်ကလက်ဥချီလိုက်ရှ िख ိုးလိုက်ဆိုလို့သူလက်ဥချီပြီးတော့ရှ िख ိုးလိုက်တာဒီကုသိုလ်လေးပဲရှိတယ်ဟောတည်တဲ့အခါကျတော့သူတည်သွားတဲ့အခါကျတော့ဘယ်ရောက်သွားတော့ဆိုဗိမာန်ကြီးနဲ့သွားပြီးနတ်သမီးကြီးဖြစ်နေတယ်ဘသူကနေပြီးတော့ကဲတင်ပေးလိုက်တာတော့ဆိုမြတ်စွာဘုရားနဲ့တန်ဃာတွေကိုလက်ဥကလေးချီလိုက်တာလေးကတင်ပေးလိုက်တာဘလောက်ဆင်းရဲဒုက္ခတွေကတက်တာသွားတယ်စဉ်းစားကြည့်အဲ့တော့လောကကိုမမြင်ရတဲ့အခါကျတော့လူတွေကယုံညင်မှယုံတာလေသို့တော့ကိုလှုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးဟာဒီလိုရှိတယ်ဆိုဝိမာနဝတ္ထုမှာမှတ်တမ်းနေရှိတယ်ရှင်မမောက္ကလန်ကိုရောမြတ်ကတကူတော်နဲ့နတ်ပြည်ကြွသွားပြီးတော့ဗိမာန်တွေကိုလိုက်ကြည့်တယ်ကြည့်တဲ့အခါမှာဗိမာန်ရှင်နတ်သားနတ်သမီးတွေကထွက်ပြီးတော့ကြောကြကြောတဲ့အခါမှာဘာကောင်းမှုကြောင့်ဒီလိုဘုံဗိမာန်ကြီးရတာတော့နတ်စည်းစိမ်ဘာလို့ခံစားရတာတော့လို့ဆိုတချို့ကပြောရမှာရှက်တယ်ဘာဖြစ်လို့ရှက်တုံးဆိုလို့ရှင်သူလုပ်ခဲ့တာလေးကနည်းနည်းလေးရထားတာကအများကြီးအဲ့ဒါကြောင့်မလို့ပြောရမှာရှက်တယ်ထမင်းညိုးလေးလှူလိုက်တာနဲ့ဆွန်းလေးတစ်စွန်းလောင်းလိုက်တာနဲ့ပန်းလေးတစ်ပွင့်လှူလိုက်တာနဲ့သူ့ရဲ့စေတနာတရားစွမ်းအားတွေကနေအကျိုးပေးလိုက်တာရလိုက်တာဗိမာန်ကြီးတွေနဲ့ချမ်းသာဒုက္ခတွေရနေတယ်လို့အဲ့ဒါလို့ရတာဟာမြတ်စွာဘုရားသာသနာတော်နဲ့ဂျုံတွေ့တဲ့အခါမှာဒီလိုကုသိုလ်ကောင်းမှုတွေရဲ့အကျိုးဟာတောက်တောက်ပြောင်ပြောင်ဖြစ်တာတဲ့တရားမင်းကြီးဆိုတာမြတ်စွာဘုရားမပွင့်ခင်ကဘုရားမပွင့်ခင်ခေတ်ကာလမှာကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့မာဂလူလင်ဘွားကနေပြီးတော့တရားဖြစ်သွားတာအာလုံးဒီဝတ္ထုကြားဖို့ရမဆလရွာမှာမာဂလူလင်ဥဆောင်တဲ့33ယောက်သောလူတွေဟာကုသိုလ်ကောင်းမှုကိုစုပေါင်းညီညာပြီးပုံညတဟာယအနေနဲ့လှုပ်ကြတက်ကြွကြလှုပ်ကြအဲ့ဒါလိုကုသိုလ်ကောင်းမှုတွေလှုပ်ပြီးတော့သိတဲ့အခါမှာတရားဖြစ်ကြဒါကအဲ့ဒီအချိန်မှာတန်ခါဆိုတာမရှိဘူးနော်တာမန်ပဲလူမှုရေးတွေအရက်ထဲမှာကုသိုလ်ကောင်းမှုတွေလှုပ်ကြတယ်တန်ခါဆိုတာမရှိဘူးနောက်ဖျားပွင့်လာတဲ့အခါကျတော့တန်ဃာတွေကိုကုသိုလ်ကောင်းမှုလုပ်ပြီးတော့ရောက်လာတဲ့နတ်တွေကဘုံမိတ်မှန်တွေကလည်းတရားမင်းကြီးတို့နေတဲ့ရှေးကရောက်လာတဲ့နတ်တွေတဲ့ဘုံမိတ်နတ်တွေရဲ့ဘုံမိတ်မှန်နဲ့ပို့ပြီးတော့တောက်ပြောင်တယ်အဝတ်အစားတွေကလည်းပို့ပြီးတော့တစ်လွင်နေတဲ့ရုပ်အစင်းတွေကလည်းပို့ပြီးတော့လှတယ်ချမ်းသာဒုက္ခတွေကလည်းပို့ကောင်းလာတယ်ဟောဖရာသာသနာတော်နဲ့ကြုံတွေ့ပြီးတော့သာသနာတွင်မှာလုံးလျရတဲ့ကုသိုလ်ကောင်းမှုတွေဟာတရားမင်းကြီးရဲ့အရှိန်ဝါ
တရားရဲ့နောက်ပါခြံရံနေရဲ့အရှိန်ဝါတဲ့ပူတောက်ကြောင်ဆိုလိုတာကဖျားမပွင့်ခင်ကကုသိုလ်ကောင်းမှုလုပ်တဲ့နတ်တွေနဲ့ကုသိုလ်ကောင်းမှုလုပ်လို့နတ်ပြည်ရောက်တဲ့နတ်တွေနဲ့ဖျားပွင့်ပြီးတဲ့နောက်မှာကုသိုလ်ကောင်းမှုလုပ်လို့နတ်ပြည်ရောက်သွားတဲ့နတ်တွေရဲ့အရှိန်ဝါခြင်းဟာသိပ်ကွာခြားတယ်လို့ဆိုလို့တစ်လွင်တောက်ပြောင်မှုကအမတန်မှကွာခြားတယ်သုလရထမဟာရထဆိုတဲ့နတ်တွေဘုံမိမ္မာနေနဲ့ဘုံမိမ္မာနေကထွက်ပြီးတော့ခန္ဓာနန္ဒာသူတို့စီးစရာရင်တွေကိုစီးပြီးထွက်လာပြီဆိုလို့ရှိရင်တရားမင်းကြီးကရှင်ပြီးတော့မထွက်ရဲဘူးလို့တောင်ဆိုတာဘာဖြစ်လို့လဲဆိုရင်အရှိန်ဝါခြင်းกว่าပဲဟောင်းတာနဲ့တစ်တာနော်တောက်ပြောင်မှုရှိတာမရှိတာအလွန်กว่าနတ်ပြည်ဆိုတာကကုသိုလ်ကောင်းမှုရဲ့အကျိုးသက်သက်ခံစားရတာလူပြည်လို့အဝတ်လဲခြင်းလို့ရတာမဟုတ်ဘူးနတ်ကကုသိုလ်ပေးတဲ့အတိုင်းပဲနေကြဒါကြောင့်မို့တရားမင်းကြီးကလူပြည်ဆင်းပြီးတော့ကုသိုလ်ကောင်းမှုလုပ်တယ်ဆိုတာကြားဖို့ရတယ်မဟုတ်လားအဲ့တော့သာသနာပေါင်းမှာလုပ်တဲ့ကုသိုလ်ဟာအမှန်တမ်းထူးခြားတယ်ဒါဘာကြောင့်လဲလို့ဆိုရင်အနုတ္တရံပုံညာခိတံလောကတ္တတန်ဃာလို့တန်ဃာနဲ့တူတဲ့ကုသိုလ်ကောင်းမှုပြုเสียနေရဆိုတာမရှိဘူးဒါကအကောင်းဆုံးပဲလို့ဒီလိုဆိုလိုတာပေါ့အကောင်းဆုံးပဲအေးနတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေများများကြီးလည်းလှုပ်တာမဟုတ်ဘူးလက်ဥကလေးခြိလိုက်တာနဲ့နတ်ပြည်ရောက်တဲ့ပန်းလေးတစ်ပွင့်လှုပ်လိုက်တာနဲ့နတ်ပြည်ရောက်တဲ့ဆွန်းလေးတစ်စွန်းလှုပ်လိုက်တာနဲ့နတ်ပြည်ရောက်တဲ့အဲ့ဒါလို့ကောင်းကျိုးချမ်းသာတွေကိုရပြီးတော့ဖြစ်သွားတဲ့စိစိတ်ဥစ္စာတွေကလည်းတမ္မာနှစ်ပေါင်းများစွာကုသိုလ်ကောင်းမှုသာသနာ့ဘအခါမှာဝေလာမပုံနာကြီးတို့လိုအကြီးကျယ်လှူဒန်းခဲ့တဲ့ပုဂ္ဂိုလ်တွေတဲ့အရှိန်အဝါပို့ပြီးတော့များနေတယ်ဒါဘာကြောင့်လို့ဆိုရင်မြေကောင်းလို့ဒီလိုပြောရမှာနော်လောကမှာလည်းပဲမြေကောင်းတဲ့နေရာစိုက်တာနဲ့မြေမကောင်းတဲ့နေရာစိုက်တာအမှန်တမ်းကွာကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးလူတွေတဲ့နတ်တွေကပို့ပြီးတော့သိကြလူတွေကတော့ကုသိုလ်ကောင်းမှုရဲ့အကျိုးကျေးဇူးကိုသိပြီးတော့မသိကြဘူးမသိကြဘူးဆိုတာလူဘဝရလာတဲ့အခါမှာကံတရားအကြောင်းတော့ပြောကြပါရဲ့သို့တော့လူဘဝရောက်လာပြီဆိုရင်စာဝတ်နေရေးလုံးပန်းလို့ရလာတဲ့အချိန်လေးနဲ့ပျော်လို့ပါလို့ဒီလိုလှုပ်ရင်းနဲ့ဘဝတစ်ခုဟာအဆုံးသတ်သွားကြလူတွေမှာအဆုံးသတ်သွားတယ်ကြိုးစားမှကိုရတယ်ဆိုတဲ့အသိလေးနဲ့ဒီလိုနေကြသို့တော့နတ်ပြည်မှာကြတော့လောက်ကင်စားတော့လို့ရတဲ့နေရာမဟုတ်ဘူးကုသိုလ်ကံပေါ်မှာမူတည်ပြီးတော့စားကြရတာဆိုတော့ကုသိုလ်ကံကောင်းရင်ကောင်းသလောက်အကျိုးရှိကုသိုလ်ကံညံ့ရင်ညံ့တယ်လို့ဖြစ်တယ်လူတွေကြတော့ကုသိုလ်ကံနဲ့လုံလဝေယအကျိုးကထင်ရှားတယ်ဒါကြောင့်မို့လူဘဝကိုဥဋ္ဌာဏဖလူပစီဝီတဲ့လုံလဝီရိယဖြင့်မှီပြီးတော့အသက်မွေးရတဲ့ဘဝမျိုးဆိုတော့လူတွေဟာကိုကြိုးစားရင်ကိုရတယ်ဆိုတော့ကုသိုလ်ကံရဲ့အကျိုးသိမသိဘူးနတ်တွေတော့မသိဘူးနတ်တွေကြတော့အဲ့ဒါလို့မဟုတ်ဘူးကမ္မဖလူပစီဝီအတိတ်ဘဝကလုပ်ခဲ့တဲ့ကံတရားရဲ့အကျိုးကိုခံစားပြီးတော့နတ်တွေကသိကြကံတက်ပေါ်မှာအမိပြုပြီးတော့အသက်မွေးကြရတာဆိုတော့ကုသိုလ်ကံရဲ့အကျိုးကိုပို့ပြီးတော့သိတတိထားမိတယ်ပေါ့လူတွေဒါကြောင့်မို့နတ်တွေဟာသူတို့တောင်းတဆုံးဘုံဘဝဟာဘယ်ဟာလဲလို့ဆိုရင်လူဘဝပဲလူဘဝကိုသိတောင်းတတယ်ဘာဖြစ်လို့တောင်းတလူဘဝရမှကုသိုလ်ကောင်းမှုဆိုလုပ်ခွင့်ရနတ်ပြည်မှာရောကုသိုလ်ကောင်းမှုလုပ်လို့မရဘူးလားဆိုအမြဲတမ်းအခွင့်နည်းတယ်လို့ဒီလိုပြောလူပြည်မှာဒါနကောင်းမှုလုပ်ခြင်းလည်းရတယ်သီလဆောက်တည်ခြင်းလည်းရတယ်ကမ္မထံဘာဝနာပွားများလို့ရတယ်ဒါကြောင့်မို့လို့နတ်တွေကနေကြည့်လိုက်လို့ရှိရင်လူဘဝဟာရခဲ့တဲ့ဘဝတစ်ခုဖြစ်ရကုသိုလ်ကောင်းမှုတွေအများကြီးလုပ်နိုင်လို့သို့တော်လူတွေကလုပ်ကြသလားလဲဆိုမလုပ်ဘူးမိမိလျော်ရောနေကြတဲ့လူတွေကများတယ်ပေါ့ကုသိုလ်ကောင်းမှုလုပ်တဲ့ပုဂ္ဂိုလ်တွေသာလဲနတ်ပြည်နတ်ချမ်းသာကိုခံစားကြရတာဒါကြောင့်မို့လို့နတ်ပြည်ကနတ်တွေကလူဘုံကိုသူတိဘုံလို့သတ်မှတ်ကြတယ်နတ်ပြည်ကနတ်တွေသိလို့ရှိရင်လူပြည်ကိုရောက်ဖို့သူတို့မှာစိတ်ဆန္ဒရှိကြဘာဖြစ်လို့လဲဆိုလူပြည်ရောက်လာတဲ့အခါမှာကုသိုလ်ကောင်းမှုတွေကိုထပ်လုပ်တယ်လုပ်ပြီးရင်နတ်ပြည်ကိုပြန်သွားကြတယ်
ဒါကြောင့်မို့လို့လူပြေနေခြင်းလို့လာတာတော့မဟုတ်ဘူးနော်လူနဲ့နတ်နဲ့ဆိုဘလောက်ကွာခြားတယ်လဲလို့ဆိုလို့ရှိရင်လူတွေရဲ့အနံ့နတ်တွေကမခံနိုင်ဘူးတဲ့လူတွေကသာကိုယ်အနံ့ကိုမှုေးနေကြတာလေနတ်တွေကတယုဇနာလောက်ကလူတွေရဲ့အနံ့ကိုမခံနိုင်ကြဘူးတဲ့ဟုတ်တော့ဟုတ်လောက်တယ်နော်တရိစ္ဆာန်ယုံနဲ့သွားကြည့်ရင်တရိစ္ဆာန်တွေရဲ့အနံ့လူတွေကမခံနိုင်ဘူးလေအဲ့ဒီအနံ့ကိုမခံနိုင်ဘူးလူတွေရဲ့အနံ့ကိုလည်းပဲနတ်တွေကမခံနိုင်ဘူးနံ့တယ်ဟောအဲ့တော့လူတွေကတော့ကိုယ်အချင်းချင်းကိုမှုေးနေကြတာပဲတရိစ္ဆာန်တွေကလည်းသူတို့အချင်းချင်းကြတော့မှုေးနေကြတာပဲနော်နေသားကြပြီးတော့မှုေးကြိုင်နေကြအေးလူတွေရဲ့ချမ်းသာဒုက္ခနဲ့နတ်တွေရဲ့ချမ်းသာဒုက္ခဆိုတာအလွန်တရာကွာခြားတယ်တဲ့အလွန်တရာကွာခြားပေမဲ့လို့သူတို့ကလူပြည်ဖြစ်ချင်တာဘာကြောင့်လဲလို့ဆိုရင်ကုသိုလ်ပင်မျိုးစိုက်ပျိုးခြင်းလို့လူပြည်လာချင်တာဒီလိုအဓိပ္ပာယ်ရှိတယ်ပေါ့နော်လူပြည်ဟာကုသိုလ်လုပ်ဖို့ခွင့်ရည်တွေအများကြီးရှိတယ်ဒါကြောင့်မို့လူပြည်လာချင်ကြတယ်ကောင်းပြီလူပြည်မှာကုသိုလ်လုပ်ဖို့အကောင်းဆုံးဆိုတာဘာလဲလို့ဆိုတန်ခါပဲနော်တန်ခါဟာအကောင်းဆုံးကုသိုလ်လုပ်ဖို့နေရာကြီးတစ်ခုဒါကြောင့်မို့မြတ်စွာဘုရားဟောထားတာဒီပြင်နေရာမှာမရှိဘူးနော်တန်ခါခုံ၉ပါးထဲမှာအနုတ္တရံပုညခိတံလောကတာလောကသားတို့ရဲ့ကုသိုလ်ကောင်းမှုစိုက်ပျိုးရာလေမြေတာနဲ့တူတာဟာတန်ခါပဲလို့ဘာဖြစ်လို့တန်ခါကိုပြောရတယ်လဲဆိုအပကနံပိကာရဏံဝိပုလဖလပတိလာဘနည်းနည်းလေးလှုပ်တာအများကြီးရနိုင်တယ်ဗမာတွေပြောလို့ရှိတယ်ညောင်စိတ်လေးလောက်လှူတော့ညောင်မင်းကြီးလောက်ရတယ်ဆိုတဲ့အကျိုးမျိုးပေးနိုင်တာတန်ခါပဲရှိတယ်ဒီလိုဆိုတော့အဲ့တော့တန်ခါဆိုတာဘုန်းကြီးတွေလှူတာဒီလောက်အကျိုးရလားလို့ဆိုဘုန်းကြီးတစ်ပါးတည်းကိုလှူတာပြောတာမဟုတ်ဘူးတန်ခါကိုလှူတာကိုပြောတယ်နော်အဲ့ဒါကိုကွဲပါစေနော်တန်ခါနဲ့ဘုန်းကြီးတစ်ပါးနဲ့မတူဘူးဆိုတာကိုယ်ရည်ရွယ်ချက်ကတန်ခါကိုရည်ရွယ်ရမယ်ပုဂ္ဂိုလ်ကိုမရည်ရွယ်ရဘူးပုဂ္ဂိုလ်ဆိုတာတခါတလေအမြင်တော်တာရှိခြင်းရှိမယ်အမြင်မတော်တာရှိမယ်ကောင်းတာရှိတယ်မကောင်းတာရှိတယ်တန်ခါဆိုတဲ့အဖွဲ့အစည်းကြတော့မကောင်းမှုဆိုတာမရှိဘူးအရိယာမြတ်စွာဘုရားရဲ့တပိတာဝကအဖွဲ့အစည်းကိုလှူပါတယ်အဲ့ဒီထဲမှာပုဂ္ဂိုလ်တဦးကကိုယ်စလဲတာဖြစ်တယ်ကိုလှူလိုက်တဲ့ပုဂ္ဂိုလ်ကကိုယ်စလဲတာကိုယ့်ရဲ့ရည်ရွယ်ချက်ကပုဂ္ဂိုလ်မဟုတ်ဘူးတန်ခါကိုရည်စူးတယ်လို့စိတ်ကိုအဲ့ဒါလိုထားထားရမယ်နော်အဲ့ဒါလိုထားတတ်လို့ရှိရင်မြတ်စွာဘုရားကဒက္ခိဏဝိပင်္ဂသုတ်မှာဟောထားတာကိုမှတ်သားသင့်တယ်နောင်တစ်ခေတ်မှာတဲ့ကိုချင်းတရားတွေပြက်ပြားလာတဲ့အခါမှာဘုန်းကြီးတွေကဘာဖြစ်လာယဟန်တွေကဘာဖြစ်လာလဲလို့ဆိုရင်နောက်ဆုံးမှာပထမတော့သင်္ကန်းဝတ်ထားကြသေးတယ်နောက်ဆုံးရောက်တဲ့အခါကျတော့အဲ့ဒီသင်္ကန်းကိုမဝတ်တော့ဘူးသင်္ကန်းရောင်လေးကိုလက်ပင်ပတ်ထားတာဒါဘုန်းကြီးဆိုတဲ့သင်္ကေတလေးအဲ့လောက်ပဲကျန်တယ်နောက်တစ်ခေတ်မှာအဲ့ဒီလိုတန်ကယဟန်မျိုးကိုဂုတ္တရဘူးလို့ခေါ်တယ်တကယ်ကောင်းမြတ်တဲ့အနွယ်တွေကိုဖြည့်ဆည်းပြစ်သူနောက်ဆုံးပုဂ္ဂိုလ်ပေါ့အဲ့ဒါမရှိဘူးလို့မထင်နဲ့ခဏဂျပန်နိုင်ငံမှာရှိနေပြီနော်ဂျပန်နိုင်ငံမှာရှိနေဘုန်းကြီးတို့တီဟိုနေတုန်းကဂျပန်ဘုန်းကြီးတဲ့ဇင်ဗုဒ္ဓဇင်းကိုလာပြီးတော့ပို့ချသူကဘုန်းကြီးတွေရဲ့ရှေ့မှာရေးတယ် Reverend လို့ဆိုတာရေးထား Reverend လို့ရေးထားတယ်သူကြည့်လိုက်တော့လေဘိုကေနဲ့ necktie နဲ့နော်ဘောင်းမီရှည်နဲ့ဒီလိုလာတော့လူဝတ်ကြောင်မှတ်မဟုတ်ဘူးသူလိမ့်စာကတ်တို့သူအခန်းတို့ရေးထားတာကြည့်လိုက်တော့ Reverend လို့ရေးထားဟောဒါဘုန်းကြီးလားလို့ဆိုဟုတ်တယ်တဲ့ဘုန်းကြီးဂျပန်ဘုန်းကြီးနော်ဂျပန်ဘုန်းကြီးတဲ့အဲ့ဒီဂျပန်ဘုန်းကြီးကဇင်ဗုဒ္ဓဘာသာအကြောင်းကိုလာပြီးတော့ပို့ချလိုက်တယ်ဘယ်ချိန်မှာဘုန်းကြီးအသွင်ဆောင်တော့ဆိုလို့ရှိရင်
ဘာသာရေးအခမ်းအနားတစ်ခုလုပ်တဲ့အခါကျတော့အပေါ်ကဝတ်ယုံကြီးတစ်ခုခြုံပြီးတော့ဘုန်းကြီးအသွင်ဆောင်ဒီပြင်အချိန်မှာတော့သူကသားနဲ့မယားနဲ့နော်သားနဲ့မယားနဲ့နေတာဒါဂျပန်ပြည်မှာတကယ်ရှိနေပြီပေါ့အဲ့ဒီမှာဂျပန်ဘုန်းကြီးတစ်ပါးဆိုရင်ကိုရဆန်ကဂျပန်ဘုန်းကြီးတစ်ပါးဆိုလို့ဗမာနိုင်ငံကဗမာအမျိုးသမီးတယောက်နဲ့အိမ်တော်ကြပြီဟိုလွန်ခဲ့တဲ့2 နှစ်လောက်ကရန်ကုန်လာပြီးတော့သူအမျိုးသမီးကအလုံးလုံးအလှတဲ့အခါမှာအဲ့ဒီဂျပန်ဘုန်းကြီးလည်းပါလာဘာသာရေးခန္ဓာလုပ်တဲ့အခါတော့သင်္ကန်းတို့ဝိယုံခြုံလိုက်တယ်ဒီပြင်အချိန်ရောက်တဲ့အခါကျတော့ပစိုးနဲ့အင်ကြီးနဲ့လူဝတ်ကြောင်နဲ့နေတယ်ဟောအဲ့ဒါမျိုးဟာမြတ်စွာဘုရားဟောခဲ့တဲ့ခွတ္တရဘူးဆိုတဲ့ယဟန်မျိုးဖြစ်သွားတယ်ပေါ့အဲ့ဒီမြတ်စွာဘုရားကဘယ်လိုဟောခဲ့တယ်ဆိုအဲ့ဒါလို့ခွတ္တရဘူးဆိုတဲ့ယဟန်မျိုးခေတ်ရောက်လာတဲ့အခါမှာတဲ့တန်ဃာကိုရည်စူးပြီးတော့လှူမယ်ဆိုလို့ရှိရင်တောင်မှပဲကောင်းကျိုးချမ်းသာတွေအများကြီးရနိုင်ပါသေးတယ်လို့မြတ်စွာဘုရားဟောခဲ့တယ်နော်လှူတာကသူ့ကိုလှူတာမဟုတ်ဘူးတန်ဃာကိုရည်စူးရမှာနော်ကိုယ့်ရဲ့ရည်စူးချက်ကတန်ဃာကိုရည်စူးရမှာအဲ့ဒါလို့ရည်စူးတတ်ပါစေပုဂ္ဂိုလ်တယောက်အနေထိုင်မတတ်တာနဲ့မပြစ်မှားရအောင်တန်ဃာကိုရည်စူးရကိုရည်စူးတာဒါကတန်ဃာဆိုတာမြတ်စွာဘုရားရဲ့တပိဋကဝကအစဉ်အဆက်ကလာခဲ့တဲ့အဖွဲ့အစည်းတစ်ခုရည်ညွှန်းတာအေးကောင်းပြီတန်ဃာဆိုတာတန်ဃာဆိုတဲ့အဖွဲ့အစည်းထဲမှာဆိုလို့ရှိရင်ပြည့်စုံရမယ့်အင်္ဂါရပ်တွေကတော့ဘာတွေလဲလို့ဆိုရင်အလုံးသိတဲ့အတိုင်းသုပ္ပတိပန္နောဘဂဝတောတာဝကတန်ဃောတာဝကတန်ဃာဆိုတာမြတ်စွာဘုရားတပည့်ရဲ့အစုအဝေးအဖွဲ့အစည်းဒီလိုဆိုလို့ဘုရားရဲ့တပည့်လို့နာမည်ခံထားရင်အဲ့ဒီထဲကအဖွဲ့ဝင်လောကမှာအခုလည်းဘာအသင်းညာအသင်းဆိုတာရှိတယ်မဟုတ်လားအခုလည်းဆောင်းလောင်းသင်းတို့ဘာလို့ဆိုတာရှိတာပဲလေအဲ့ဒီအသင်းဆိုတာတယောက်တည်းကိုခေါ်တာမဟုတ်ဘူးအဖွဲ့အစည်းကိုခေါ်တယ်အဲ့ဒါလိုပဲတန်ဃာဆိုတာအဖွဲ့အစည်းကိုခေါ်တယ်မြတ်စွာဘုရားရဲ့တပည့်အသင်းဝင်အဲ့ဒီအသင်းဝင်ဆိုတဲ့အခါမှာကောင်းတာလည်းရှိတယ်မကောင်းတာလည်းရှိဒါဟာပုဂ္ဂိုလ်နဲ့ဆိုင်အသင်းနဲ့မဆိုင်เนาะအဲဒါကြောင့်မို့အဲ့ဒါကိုခွဲခြားပြီးတော့မြင်ထားရမမြင်လို့ရှိရင်လုံးပြီးတော့ပြောမိတတ်တယ်အဲ့ဒါမှားတယ်ပေါ့လုံးပြီးပြောရင်ကိုယ်မှအပြစ်ဖြစ်မယ်လုံးပြောเสียမလိုဘူးဗမာစကားတွေလည်းပြောတယ်မဟုတ်လားခြေမမကောင်းခြေမလက်မမကောင်းလက်မလို့ဆိုမကောင်းတာကပုဂ္ဂိုလ်နဲ့ဆိုင်တယ်တန်ခါနဲ့မဆိုင်တန်ခါနဲ့မဆိုင်အေးဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့တပိဋကဝကဆိုတာသုပ္ပတိပန္နမဂ္ဂင်၈ပါးအကျင့်တရားမှန်မှန်ကန်ကန်ကျင့်မဂ္ဂင်၈ပါးအကျင့်တရားဆိုတာဘာလဲပြောမယ်ဆိုသီလသမာဓိပညာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝဆိုတာသီလသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိကသမာဓိသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပကပညာလို့ဟောသီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်မြတ်ကိုကောင်းမွန်စွာကျင့်တယ်လို့ကျင့်နေစေပုဂ္ဂိုလ်တွေကိုသုပ္ပတိပန္နာလို့ဒီလိုခေါ်တယ်မြတ်စွာဘုရားတပည့်သားဆိုလို့ရှိရင်သာသနာပေါင်းဝင်လိုက်ကြတဲ့ကကိုကျင့်သီလဆောက်တည်ရတယ်ကိုကျင့်သီလမရှိဘဲနဲ့တပည့်သားမဖြစ်ဘူးကြည့်လေခုနတုန်းကပိဋကတရားနာတော့မယ်ဆိုလို့ရှိရင်ငါးပါးသီလဆောက်တည်လိုက်ကြတယ်ငါးပါးသီလဆောက်တည်ထားတဲ့အခုပိဋကဟာငါးပါးသီလပြည့်စုံနေတဲ့ပိဋကပဲလူတိုင်းမေးကြည့်ဒီချိန်မှာငါးပါးသီလဘယ်သူမှမချိုးဖောက်ဘူးဆောက်တည်ထားတဲ့ငါးပါးသီလပြည့်ပြည့်စုံစုံရှိနေကြသီလရှိနေကြအဲ့ဒါလိုပဲသာသနာပေါင်းဝင်ပြီးတော့ယဟန်တစ်ပါးသာသနာပေါင်းရောက်လာတာနဲ့တပြိုင်နက်သီလပြည့်စုံသွားအဲ့ဒီပြည့်စုံသွားတဲ့သီလဟာယဟန်တော်တွေမှာပါရာဇိကသိက္ခာပုဒ်၄ခုမကျူးလွန်မဖောက်ပြက်အေးသမျှကာလပတ်လုံးယဟန်ဘဝမဆုံးရှုံးသေးဘူးသူကဒီလိုဆိုလိုတာပေါ့နော်မဆုံးရှုံးသေးတော့ယဟန်ဆိုတဲ့အဖြစ်ကသူ့အယုတ်သိမ်းမခံရသေးဘူးဟောအေးအဲ့ဒါလို့သီလကျင့်စဉ်သမာဓိကျင့်စဉ်ပညာကျင့်စဉ်ဒီအကျင့်တွေကိုကျင့်နေတာသုပ္ပတိပန္နလို့ခေါ်နောက်တစ်ခါဥစုပ္ပတိပန္နဖြောင့်မတ်တယ်
မဂ္ဂင်၈ပါးအကျင့်တရားဟာနိဗ္ဗာန်ကိုသွားတဲ့လမ်းဟာတကယ်ကိုဖြောင့်မတ်တဲ့လမ်းဖြစ်တယ်အဲ့ဒီနိဗ္ဗာန်ကိုတစ်ဖြောင့်နဲ့ကျင့်သို့မဟုတ်ရိုးသားဖြောင့်မတ်စွာကျင့်အဲ့ဒီသီလသမာဓိပညာကျင့်နေတယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့စိတ်နှလုံးဟာလည်းဖြောင့်စင်းတယ်နိဗ္ဗာန်ကိုသွားဖို့လမ်းကြောင်းပေါ်မှာလည်းသူဖြောင့်ဖြောင့်မတ်မတ်ရောက်တယ်လို့ဒါကြောင့်မို့ဥစုပฏิပန္နောဘဂဝတောတာဝကသံဃာယောဂနဲ့အကျင့်ဆိုတာနိဗ္ဗာန်ရောက်ဖို့လမ်းကြောင်းနဲ့တင့်လျော်နိဗ္ဗာန်ကိုရောက်စေနိုင်တဲ့အနေအထားရှိတာမျိုးလျော်တယ်လို့ပြောတာနော်အဲ့ဒီလျော်တဲ့အကျင့်ကိုကျင့်နေတဲ့ပုဂ္ဂိုလ်တွေဒါကကျင့်နေစေပုဂ္ဂိုလ်တွေကိုလည်းရည်ညွှန်းတယ်တခါတရံကြတော့ကျင့်ပြီးသားပုဂ္ဂိုလ်တွေကိုလည်းရည်ညွှန်းတယ်အဲ့တော့ကျင့်နေစေပုဂ္ဂိုလ်တွေကိုရည်ညွှန်းတယ်ဆိုလို့ရှိရင်အဆင့်အမြင့်ဆုံးကြတော့မက္ခထာလို့ဆိုတဲ့ဝိပဿနာကျင့်စဉ်ကိုကျင့်လိုက်လို့သောတပတ္တိမက်ကိုမျက်မှောက်ပြုသွားတယ်သဂရဂါမိမက်ကိုမျက်မှောက်ပြုသွားတယ်အနာဂါမိမက်ကိုမျက်မှောက်ပြုသွားတယ်အရဟတမက်ကိုမျက်မှောက်ပြုသွားတယ်ဆိုရယ်မက်စိတ်ဖြစ်ပေါ်နေတဲ့အခိုက်မက္ခထပုဂ္ဂိုလ်၄ဦးကိုဒါကျင့်စေပုဂ္ဂိုလ်လို့အဲ့ဒီမက္ခထမရောက်သေးပေမဲ့လို့သီလသမာဓိပညာသိက္ခာ၃ရပ်အကျင့်မြတ်ကိုကျင့်နေပြီဆိုကြတဲ့ကဒါဟာလဲကျင့်စေပုဂ္ဂိုလ်လို့ဒီလိုပြောအဲ့ဒါလို့ကျင့်နေတဲ့ပုဂ္ဂိုလ်တွေဟာအမြင့်ဆုံးပုဂ္ဂိုလ်အနေနဲ့ပြောမယ်ဆိုရင်ယတိရံသတ္တာရိပုရိတယုဂာနိသတ္တာရိပုရိတယုဂာနိဆိုတာအစုံအားဖြင့်၄စုံဆိုတာသောတပတ္တိမေဃထသောတပတ္တိဖလထသဂရဂါမိမေအဲ့ဒါကတစုံသောတပတ္တိမေဃထနဲ့သောတပတ္တိဖလထကတစုံသဂရဂါမိမေဃထနဲ့သဂရဂါမိဖလထတစုံအနာဂါမိမေဃထနဲ့အနာဂါမိဖလထတစုံအရဟတမေဃထနဲ့အရဟတဖလထတစုံလို့ဆိုဒါကို၄စုံလို့ပြောတာနော်အစုံလိုက်အစုံလိုက်အထပုရိတပုဂ္ဂလာအရေးအတွက်ကြတော့အစုံက၄ခုဆိုတစ်ခုစီခွဲလိုက်တဲ့အခါကျတော့၈ခုဖြစ်သွားပုဂ္ဂိုလ်အနေနဲ့ပြောမယ်ဆိုရင်၈ယောက်ဖြစ်သွားသောတပတ္တိမေဃထပုဂ္ဂိုလ်သောတပတ္တိဖလထပုဂ္ဂိုလ်2ယောက်သဂရဂါမိမေဃထပုဂ္ဂိုလ်သရဝမိဖလထပုဂ္ဂိုလ်2ယောက်အနာဂါမိမေဃထပုဂ္ဂိုလ်အနာဂါမိဖလထပုဂ္ဂိုလ်2ယောက်အရဟတမေဃထပုဂ္ဂိုလ်အရဟတဖလထပုဂ္ဂိုလ်လို့ဆို8ယောက်ဖြစ်အဲ့ဒါဟာလမ်းဆုံးမြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဟောကြားတော်မူခဲ့တဲ့ကျင့်စဉ်တွေကိုပေါက်ပေါက်ရောက်ရောက်ကျင့်သွားတဲ့ပုဂ္ဂိုလ်တွေအရိယာပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့ဒီအရိယာအဖြစ်ရောက်သွားတဲ့ပုဂ္ဂိုလ်တွေဟာဘာလဲလို့ဆိုအာဟုနေယောအာဟုနဆိုတာအဝေးကနေယူလာတာဒီပစ္စည်းတစ်ခုကအနီးကမဟုတ်ဆိုပါစို့မြစ်ကြီးနားကနန္ဒသီးကိုယူလာပြီးတော့ဒီမှာလှူတယ်သို့မဟုတ်နိုင်ငံခြားကယူလာတဲ့ပစ္စည်းကိုလှူတယ်အဲ့ဒါလို့ဝေးလံတဲ့အယတ္တိတတွေကယူလာတဲ့ပစ္စည်းမျိုးဟာယူလာတဲ့ပုဂ္ဂိုလ်ကမုံမုံမြတ်မြတ်ထားတဲ့ပစ္စည်းမျိုးတွေအဲ့ဒါလို့အဝေးကယူလာတဲ့ပစ္စည်းမျိုးကိုခံထိုက်အောင်ကိုချင်းတရားကောင်းတဲ့ပုဂ္ဂိုလ်ဆိုတာဘာလို့လဲဆိုရင်တန်ဃာပဲအဝေးကပင်ပင်ပန်းပန်းသဲလာတဲ့ပစ္စည်းတွေကိုအလူခံလိုက်တယ်ဘာဖြစ်လို့အလူခံလိုက်တော့လှူလိုက်တဲ့ပုဂ္ဂိုလ်ဟာကောင်းကျိုးချမ်းသာတွေပစ္စည်းတန်ဖိုးတဲ့မြောက်များသောအကျိုးတရားတွေကိုရမှာဖြစ်တဲ့အတွက်ကြောင့်ဒီပုဂ္ဂိုလ်ဟာအဲ့ဒီအဝေးကယူလာတဲ့ပစ္စည်းတွေနဲ့ထိုက်တန်သူလို့ဒီလိုအဓိပ္ပာယ်ရပါဟုနေယဆိုတာအိမ်တိုင်းမှာဧည့်သည်လာရင်ကျွေးဖို့ဆိုပြီးတော့ထားလေးရှိတာအဲ့ဒီအိမ်တိုင်းမှာထားတာပါဟုနလို့ခေါ်ဧည့်သည်လာရင်ကျွေးဖို့ဆိုပြီးတော့အစင်နဲ့ထားလေးရှိကြတယ်ပေါ့အဲ့ဒီလိုပစ္စည်းမျိုးကိုလည်းပဲဒီတန်ဃာတွေကိုလှူလို့ကောင်းကျိုးချမ်းသာတွေများစွာရနိုင်တာဖြစ်တော့ကြောင့်ဒီဧည့်သည်အတွက်ထားတဲ့ပစ္စည်းကိုလည်းလက်ခံတိုက်တဲ့ပုဂ္ဂိုလ်တွေဟာတန်ဃာတွေပဲလို့ဒီလိုမြတ်စွာဘုရားကဟောတယ်နော်နောက်တစ်ခုကဒက္ခိနေယောဒက္ခိဏဆိုတာတစ်စုံတစ်ခုကိုရည်စူးပြီးတော့လှူတာဆိုပါစို့အမေမရှိတော့လို့အဖေမရှိတော့လို့ဆွေမျိုးသားချင်းတွေက
ဘဝတစ်ပါးပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေကိုရည်စူးပြီးတော့ကုသိုလ်လုပ်ချင်တယ်သူတို့အတွက်ကောင်းကျိုးချမ်းသာတွေကိုရစေချင်တယ်ဆိုရင်တန်ခါကိုလှူအဲ့ချတန်ခါလှူပြီးတော့ရည်စူးအမျှဝေလိုက်လို့ရှိရင်ထိုပုဂ္ဂိုလ်စီကောင်းကျိုးချမ်းသာတွေရပါနိုင်တယ်ဒက္ခိဏဆိုတဲ့အလှမျိုးကိုထိုက်တန်တာလဲဒီပုဂ္ဂိုလ်တွေပဲလို့ဒီလိုဆိုတယ်လောကမှာကိုရခြင်းနဲ့ဖြစ်ခြင်းတဲ့ကိစ္စတစ်ခုအောင်မြင်ဖြစ်ဖို့အတွက်ခေတ္တလောကသားလို့ဟောဒီလိုအလုံးလူတိုင်းရနေတဲ့တန်ခါကုံဆိုတာဘာတွေလုံးသိမ့်တယ်ဆိုတာကိုဖော်ပြထားတာပဲအဲ့ဒီဖော်ပြထားတဲ့အတိုင်းသဘောပေါက်နားလည်ထားလို့ရှိရင်လောကမှာလူဖြစ်လာတဲ့ပုဂ္ဂိုလ်တွေဟာတန်ခါနဲ့ဆက်ပြီးတော့ကိုယ့်ဖို့မှာကုသိုလ်တွေကြီးပဲရကြမှာပေါ့အဲ့ဒါလို့တန်ခါနဲ့ဆက်ပြီးတော့ကုသိုလ်ကောင်းမှုတွေဒုတွေဖြစ်အောင်ကြိုးစားမှသာလဲလူဘဝရကြိုးသာသနာတော်နဲ့တွေ့ရခြင်းအကျိုးတွေရှားချိကြမှာလို့ဒီလိုသဘောပေါက်ဖို့လိုအပ်တာပေါ့နော်အေးဒါကြောင့်မို့တန်ခါကုံကိုအာယုံပြုပြီးတော့ကုသိုလ်ကောင်းမှုလုပ်တယ်ကိုယ်စိတ်ထဲမှာမကြည်ညိုစရာပုဂ္ဂိုလ်ကိုတွေ့တဲ့အခါဘယ်လိုနှလုံးထားရမကြည်ညိုစရာပုဂ္ဂိုလ်တွေ့လို့ရှိဘယ်လိုနှလုံးထားနိုင်တော့ဆိုမြတ်စွာဘုရားသခင်ကိုရောမြတ်သာသနာပေါင်းဝင်ပြီးတော့ဖရာတစ်ပြက်ခံထားတယ်သူ့ရဲ့တဏ္ဍမှာတရားဓမ္မမကိန်းသေးလို့ဒီလိုအနေထားမျိုးရှိတာမြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေကိန်းသွားလို့ရှိရင်ဒီလိုနေမှာမဟုတ်ဘူးအရိယာတန်ဃာတွေဆိုလို့ရှိရင်အမတန်မှမွန်မြတ်မှာပဲလို့ဆိုပြီးတော့အရိယာတန်ဃာကိုရည်စူးပြီးတော့ကိုယ်ကကုသိုလ်ကောင်းမှုလုပ်လို့ရကိုယ့်အတွက်အရှုံးမရှိဘူးနော်ကိုယ့်အတွက်အရှုံးမရှိစိတ်ထားတက်ရင်မြတ်တယ်ဆိုတဲ့စကားရှိစိတ်ထားတက်ဖို့လိုရတယ်အဲ့တော့တခုကုသိုလ်ကောင်းမှုလုံတိုင်းဟာဒီပုဂ္ဂိုလ်ကိုမရွေးချယ်ရဘူးဒီလိုမဟုတ်ဘူးတန်ခိကဒါနဆိုတာကြတော့ပုဂ္ဂိုလ်ရွေးချယ်မလိုတော့နော်တန်ခိကဒါနတန်ဃာတွေအားလုံးကိုရည်စူးတယ်ဆိုရင်ဘယ်သူပဲလာဘုရင်လေးတစ်ပါးပဲဖြစ်တန်ဃာကနေလွတ်လိုက်လို့ရှိရင်ဒါတန်ခိကဒါနပဲတန်ဃာကိုကိုယ်အားရည်စူးပြီးတော့လှူတာလာတဲ့ပုဂ္ဂိုလ်ကတန်ဃာရဲ့ကိုယ်စလဲတာဖြစ်တယ်လို့စိတ်ထဲမှာထားအဲ့ဒါလို့လုပ်ပြီးတော့လှူနိုင်မယ်ဆိုလို့ရှိရင်ကိုယ့်အတွက်အမှန်တမ်းမွန်မြတ်ကဲကောင်းပြီအလှူဒါနလုပ်ပြီဆိုတဲ့အခါမှာအရေးကြီးဆုံးကအလှူရည်ဆက်လက်နဲ့မကွာလှူနေကြပေမဲ့လို့အရေးကြီးတာကိုမသိဘူးဆိုလို့ရှိရင်အကျိုးတရားဟာနည်းတတ်တယ်ဒါကြောင့်မို့အရေးကြီးတာကိုသိဖို့လို့အလှူရည်ဆက်လက်နဲ့မကွာလှူကြတဲ့အခါမှာပစ္စည်းဥစ္စာကကောင်းတာကလည်းအဓိကမဟုတ်ဘူးညံ့တာလည်းအဓိကမဟုတ်ဘူးနဲတာလည်းအဓိကမဟုတ်ဘူးများတာလည်းအဓိကမဟုတ်ဘူးအဓိကဖြစ်တာကဘာလဲလို့ဆိုရင်လူတဲ့တန်တဲ့အခါမှာတက္ကိသံဒါနဒေတိကိုယ်အလှပေါ်စိတ်အားကုန်စိုက်ပြီးတော့တယုတတိတလေးတစားပြင်းပြင်းစင်စင်လုပ်ပြီးတော့လှဖို့ဒါကအရေးကြီးတယ်နော်ပန်းလေးတစ်ပွင့်ဖျားတင်ဆွန်းလေးတစ်စောင်းလုံးဆွန်းလေးတစ်စွန်းလောင်းပြင်းပြင်းစင်စင်လုပ်ပြီးတော့တယုတတိစိတ်ထဲမှာအာယုံစိုက်ပြီးတော့လှဖို့လိုတယ်အဲ့ဒါဆိုရင်ကိုယ်မှာအကျိုးတွေအများကြီးရအဲ့လိုမဟုတ်ဘဲနဲ့မလှုပ်ချင်အမှတ်တမဲ့လှုပ်လိုက်လို့ရှိရင်ဒီကုသိုလ်ကောင်းမှုကညံ့သွားတယ်မရဘူးတော့မဟုတ်ဘူးညံ့သွားအကျိုးပေးတဲ့အခါလဲညံ့သွားစိတ်အားဆိုင်ပြီးတော့လှူတဲ့ကုသိုလ်ကောင်းမှုရဲ့အကျိုးကြတော့မြတ်နောက်တစ်ခုကစိတ်တိကတ္တဝါဒါနဒေတိတဲ့လှူပြီးဆိုတဲ့အခါပူဇော်လိုတဲ့စိတ်ချီးမြှောက်လိုတဲ့စိတ်ထားကိုယ့်အတွက်လှူတာမဟုတ်ဘူးအသားကိုပူဇော်တယ်သူ့ရဲ့အာယုပြုလိုက်တန်ဃာတစ်ပါးဆွမ်းလာရတဲ့ဆိုလို့ရှိရင်ဘုန်းကြီးတစ်ပါးဆွမ်းလာရတဲ့ဆိုရင်တန်ဃာကုံကိုအာယုပြုလိုက်တန်ဃာတွေကိုလှူပါတယ်ဒီကိုယ်တော်ကနေတဆင့်တန်ဃာတွေကိုလှူပါတယ်လို့အာယုပြုလိုက်ပြုပြီးတဲ့အခါမှာဒီတန်ဃာတွေရဲ့တဏ္ဍာမှာရှိတဲ့သီလကိုပူဇော်ပါတယ်တမာတိကိုပူဇော်ပါတယ်ပညာကိုပူဇော်ပါတယ်ဆိုပြီးတော့ဆွမ်းလေးတစ်စုံလောင်းလိုက်
ဟောစိတ်ကြည်ကတ္တဝါဒါနံဒိဋ္ဌိဒီကိုယ်တော်စာကျက်ထားတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားတရားတော်တွေသူသိတဲ့မြတ်စွာဘုရားတရားတော်တွေကိုငါပူဇော်ပါတယ်လို့ဆိုပြီးတော့လှူလိုက်စိတ်ကြည်ကတ္တဝါဒါနံဒိဋ္ဌိလှူတဲ့လက်ဟာတောင်းကြလို့ရှိရင်ရယူတဲ့လက်ဖြစ်မှာဟောလှူတဲ့လက်မဟုတ်ဘူးဆိုရင်ယူနိုင်တဲ့လက်မဖြစ်တတ်ဘူးပေါ့ဒါကြောင့်မို့လို့ဝေလာမသုတ်တံမှာမြတ်စွာဘုရားကဟောထားတဲ့ဒါတွေကိုနောက်ဆုံးတစ်ခုကတော့ဘာလဲလို့ဆိုရင်အာဂမနဒိဋ္ဌိကောဒါနံဒိဋ္ဌိလှူပြီဆိုတဲ့အခါမှာဘယ်လိုပဲလုပ်လို့ကိုယ်ရင်နဲ့နှလုံးနဲ့ဖြစ်တဲ့စေတနာစွမ်းအားတွေဟာကိုယ်စီကိုတုတ်ပြန်လာမှာဆိုတာမြင်တဲ့အသိဉာဏ်နဲ့လှူရမယ်ကြောက်ွယ်သွားတာဆိုတာမရှိဘူးရင်ထဲမှာဖြစ်လိုက်တာဒါပေါ်လာတာခေါ်တာပဲလှူခြင်းတဲ့စေတနာသည်ကိုယ်ရင်ထဲမှာဖြစ်တယ်အဲ့ဒီဖြစ်လာတဲ့စေတနာစွမ်းအားကြောင့်လှူလိုက်တယ်အဲ့ဒီလှူမှုအကျိုးတရားသည်ကိုယ်ရင်ထဲမှာသူကဘာနဲ့ဥပမာတူတော့ဆိုမျိုးစေ့နဲ့ဥပမာတူသွားတယ်ကိုယ်ရင်ထဲမှာကိုယ်တဏ္ဍာမှာမျိုးစေ့တစ်ခုရသွားအဲ့ဒီမျိုးစေ့ဟာမြေနဲ့ရေနဲ့တွေ့ရင်ပေါက်တယ်လို့ပဲခုနကစေတနာစွမ်းအားနဲ့လှူပြစ်သွားပြီဆိုတဲ့ရလိုက်တဲ့ကုသိုလ်ဟာကိုယ်တဏ္ဍာမှာမျိုးစေ့တစ်ဖွဲစိတ်အစဉ်မှာကိန်းဝတ်သွားခုခေတ်စကားနဲ့ပြောရင် online ဖြစ်သွားတယ် online ဖြစ်သွားလို့ရှိရင်အချိန်မီသူကကောင်းကျိုးချမ်းသာတွေကိုပေးမယ်လို့အကြောင်းညီညွတ်လာလို့ရှိရင်ကောင်းကျိုးချမ်းသာတွေကိုပေးတယ်လို့ဒါကြောင့်မို့လို့လှူပြီးဆိုတဲ့အခါမှာအဲ့ဒီလိုစိတ်ဓာတ်မျိုးနဲ့လှူဖို့လိုအပ်တယ်ပေါ့လှုပ်တတ်မှအကျိုးရှိတယ်စီးပွားဥစ္စာလုပ်ရင်လည်းလှုပ်တတ်တဲ့လူကပို့ပြီးတော့ကောင်းကျိုးချမ်းသာရမလှုပ်တတ်တဲ့ပုဂ္ဂိုလ်ကကောင်းကျိုးချမ်းသာမရဘူးနည်းတယ်တခါတည်းရန်ကုသိုလ်လုပ်နေပေမဲ့လို့အကုသိုလ်တွေဖြစ်တတ်သေးတယ်တတိထားဖို့ရကုသိုလ်လုပ်နေတဲ့အချိန်မှာကိုယ့်ရဲ့စိတ်ထဲမှာကုသိုလ်ပဲဖြစ်အောင်ကြိုးစားအကုသိုလ်ပဲဖြစ်စေဘုံဆုံးလောင်းနေတဲ့အချိန်မှာကိုမကြိုက်တဲ့အမူအရာတွေနဲ့ကိုမကြည်ညိုစရာစိတ်ထဲမှာပေါ်လာတာကိုသွားပြီးတော့ကဲ့ရဲ့ပြစ်တင်ပြီးတော့ဒီရှုပ်ချတဲ့စိတ်တွေအကုသိုလ်တွေဝင်ရင်ဘယ်သူအကုသိုလ်ဖြစ်တယ်ဆိုကိုယ်ပဲအကုသိုလ်ဖြစ်သွားစိတ်ထားတတ်ဖို့လိုတယ်ပေါ့ဒါကအမတ္တမအရေးကြီးတာပဲစိတ်ထားတတ်ရင်ကိုယ်ကညက်သွားနောက်တန်ဃာတွေကိုရည်စူးထားတဲ့ပစ္စည်းတွေနဲ့ပတ်သက်တဲ့အခါမှာလည်းပဲတန်ဃာတွေကိုရည်စူးထားတဲ့ပစ္စည်းဟာတန်ဃာတွေနဲ့သာသက်ဆိုင်မလူရသေးပေမဲ့လို့တန်ဃာကိုရည်စူးထားပြီဆိုတဲ့အခါကိုကအလေးတစ်ခု view ဆိုင်ဖို့လိုအပ်တယ်ပေါ့နော်ရှင်းတော့ကတန်ဃာတွေရည်စူးထားတဲ့ပစ္စည်းတွေကိုစားဥစားပြစားမိတဲ့ပုဂ္ဂိုလ်တွေဟာပြိတ္တာဘဝရောက်သွားတတ်ကြတယ်ဒါမျိုးလည်းရှိတတ်သေးတယ်နော်အမှန်တမ်းတတိထားရတယ်ပေါ့တန်ဃာဆိုတာကိုရည်စူးလိုက်ပြီဆိုလို့ရှိရင်ဒီတန်ဃာတွေအတွက်တက်ကိုကစိတ်ထဲမှာထားပြီဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုပါအများကြီးဖြစ်လာအဲ့တော့လူတွေမှာကုသိုလ်ရဖို့အတွက်အလှူခံပုဂ္ဂိုလ်ကလည်းအရေးကြီးတာမှန်တယ်လှူတဲ့ပုဂ္ဂိုလ်ကလည်းအရေးကြီးတာမှန်တယ်အဲ့ဒီလိုမှန်တဲ့နှစ်ခုတည်းမှာအလှူခံပုဂ္ဂိုလ်လည်းအရေးကြီးတယ်လှူတဲ့ပုဂ္ဂိုလ်လည်းအရေးကြီးတယ်ဆိုရင်ကဲထပ်ပြီးတော့ရွေးရင်သူတို့နှစ်ဦးဟာဘယ်သူကပိုအရေးကြီးတယ်လဲဆိုတာစဉ်းစားဖို့လိုအပ်တယ်ပေါ့အလှူခံပုဂ္ဂိုလ်ကပိုအရေးကြီးတာလားလှူတဲ့ပုဂ္ဂိုလ်ကပိုအရေးကြီးတာလားလို့ပြန်ပြီးတော့ကြည့်လိုက်လို့ရှင်အဖြေကိုရှာရင်ဘယ်လိုရှာမလို့ဆိုရင်ဒါနကုသိုလ်သည်အလှူခံပုဂ္ဂိုလ်မှာဖြစ်တာလားလှူတဲ့အလှူရှင်မှာဖြစ်တာလားလှူတဲ့အလှူရှင်မှာဖြစ်တာနော်အလှူခံပုဂ္ဂိုလ်ကကိုယ်အလှူပစ္စည်းကိုလက်ခံသူသာဖြစ်တယ်အာယုံပြုเสียအနေနဲ့သာဖြစ်တာဒီကုသိုလ်စိတ်ကဘု து တဏ္ဍမှာဖြစ်တာတော့ဆိုလှူတဲ့လူရဲ့တဏ္ဍမှာဖြစ်တယ်အဲ့တော့လှူတဲ့လူရဲ့တဏ္ဍမှာဖြစ်သည့်အတွက်ကြောင့်လှူတဲ့လူရဲ့တဏ္ဍစေတနာစွမ်းအားကြီးလို့ရှိရင်ဒီကုသိုလ်ရဲ့အကျိုးဟာကြီးတာဒါကြောင့်မို့လို့အထက်ကရာမှာရှင်းထားတာမှတ်သားစရာတစ်ခုရှိတယ်တချို့ကမြင့်မြတ်တဲ့ပုဂ္ဂိုလ်သွားလှူလိုက်ရင်အကျိုးတွေမြတ်မယ်မဟုတ်ဘူးလားဟုတ်တယ်ဟုတ်တယ်လားဟုတ်တယ်အရေးကြီးဆုံးကတော့
အလှကံပုဂ္ဂိုလ်တဲ့အရေးကြီးတာလှူတဲ့လူကအရေးကြီးတယ်။ဘာကြောင့်အရေးကြီးတာတော့ကုသိုလ်သည်သူ့ယင်ထဲမှာဖြစ်တာအလှကံပုဂ္ဂိုလ်ရဲ့ယင်ထဲမှာဖြစ်တာမဟုတ်ဘူး။အဲ့ဒါကိုဥပမာတစ်ခုအထက်ကရာဆရာကဥပမာပေးပြီးနားလည်အောင်ပြောထားတဲ့စကားတစ်ခုရှိတယ်။မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတဲ့အလှူဒါကတစ်ခုရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူတဲ့အလှူဒါကတစ်ခုမြတ်စွာဘုရားနဲ့မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတယ်ဆိုရင်အလှူရှင်ကမြတ်ပြီးတော့အလှူကံကညက်တစ်ဆင့်နေသွားဟုတ်ကဲ့တခါရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူရင်အလှူကံပုဂ္ဂိုလ်ကမြတ်နေပြီးတော့လှူတဲ့ပုဂ္ဂိုလ်ကတစ်ဆင့်နေသွားအဲ့ဒီအလှူနှစ်ခုဟာတမန်အားဖြင့်ကြည့်မယ်ဆိုရင်ရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုလှူတယ်ဆိုတော့ဘုရားလှူရတာအကောင်းဆုံးပဲလို့တွေးမယ်ဆိုလို့ရှိရင်ရှင်သာရိပုတ္တရာအလှူကပိုမြတ်လိမ့်မယ်လို့ဒီလိုပြောကောင်းပြောလိုက်အလှူကံပုဂ္ဂိုလ်ဘက်ကကြည့်မဟုတ်ဘူးအဖြေမှန်ကြတော့ဘယ်လိုထုတ်တုံဆိုရင်မြတ်စွာဘုရားကရှင်သာရိပုတ္တရာကိုလှူတာပိုမြတ်တယ်ဘာဖြစ်လို့ဒါနကုသိုလ်ကဘုရားတဏ္ဍာမှာဆိုပါတော့ဖြစ်เสียကအလှူကံပုဂ္ဂိုလ်မှာဖြစ်တာမဟုတ်ဘူးအလှူပေးပုဂ္ဂိုလ်မှာဖြစ်တာဒီလိုဆိုတာဟုတ်ကဲ့အဲ့တော့ရိုးရိုးလေးစဉ်းစားလိုက်ရင်ကိုသိတယ်ဒါနကုသိုလ်သည်ဘု து တဏ္ဍာမှာဖြစ်တာတော့ဆိုလို့ရှိရင်လှူတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တာအလှူကံပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်တာမဟုတ်ဘူးအဲ့ဒါကြောင့်မို့လို့လှူတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ကပိုအရေးကြီးတယ်လို့ဒီလိုတွေ့ရအဲ့တော့ဒါနကောင်းမှုလုပ်တိုင်းလုပ်တိုင်းဒါကြောင့်မို့မြတ်စွာဘုရားကတက္ကိစ္ဆံဒါနံဒေတိတလေးတစားလှူမိဖို့အရေးကြီးတယ်စိတ်တိကတ္တဝဒါနံဒေတိပူဇော်လိုတဲ့စိတ်နဲ့လှူဖို့အရေးကြီးတယ်သဟထဒါနံဒေတိကိုယ်လက်နဲ့လှူဖို့အရေးကြီးတယ်အာဂမနဒေတိကိုဒါနံဒေတိတဲ့လှူတဲ့အလှူရဲ့အကျိုးဟာရောက်လာမှာလို့ဆိုတာကိုယုံကြည်ချက်နဲ့သိမြင်တဲ့အသိဉာဏ်နဲ့လှူဖို့အရေးကြီးတယ်ဆိုတာဒါအဓိကအဲ့ဒီမှာတစ်ခုထည့်ထားတာတော့အနပဝိတံဒါနံဒေတိစွန့်ပစ်တဲ့အနေနဲ့တော့မလှူရဘူးလို့ဒီလိုပြောတာဒါမယုံမသိလှူတဲ့အဓိပ္ပာယ်ကိုပြောတာနော်စွန့်ပစ်တဲ့ပစ္စည်းအဲ့ဒါမျိုးမဖြစ်စေရဘူးလို့အဲ့တော့ဘယ်ရာပဲဖြစ်ဖြစ်စီးပွားရေးလှုပ်တာပဲဖြစ်ဖြစ်ကုသိုလ်ရေးလှုပ်တာပဲဖြစ်ဖြစ်စနစ်တကျလှုပ်တတ်လို့ရှိရင်ကောင်းကျိုးချမ်းသာတွေရစနစ်တကျမလှုပ်တတ်လို့ရှိရင်ဒါအလေအလွင့်လို့ညံ့သွားတာတို့ဒါကတော့ဖြစ်မှာပဲဘယ်ကိစ္စဖြစ်ညံ့သွားမှာပဲအညံ့နေနဲ့ရောသွားရင်ညံ့သွားမှာပဲကိုယ်စိတ်ထဲမှာအကုသိုလ်ဖြစ်သွားရင်ညံ့သွားမှာပဲဒါကြောင့်မို့လို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာဒီကုသိုလ်နဲ့ပတ်သက်ပြီးတော့ရှေ့နောက်ဟာသူကကုသိုလ်ခြံရံပြီးတော့လုပ်ရမယ်လို့ဒီလိုပြောတာကုသိုလ်ခြံရံပြီးလုပ်တယ်ဆိုတာဘယ်လိုဟာကိုဆိုတာတော့ဆိုလို့ရှိရင်နော်လူတွေရဲ့စိတ်ဆိုတာကုသိုလ်ဖြစ်လိုက်အကုသိုလ်ဖြစ်လိုက်တော့ရှိတာပေါ့ရှိပေမဲ့လို့ကြည့်ကိုကအလှူဒန်းတစ်ခုလုပ်တယ်အဲ့ဒီအလှူဒန်းမလုပ်ခင်ကလည်းပဲဒီအလှူဒန်းနဲ့ပတ်သက်ပြီးတော့ကုသိုလ်စိတ်တွေဖြစ်တယ်ဒါနဲ့ပတ်သက်ပြီးမလှူခင်ကလည်းကုသိုလ်စိတ်တွေဖြစ်လှူနေတဲ့အချိန်မှာလည်းကုသိုလ်စိတ်ဖြစ်တယ်လှူပြီးတော့နောက်ပိုင်းမှာလည်းပဲကုသိုလ်စိတ်တွေပဲဖြစ်ရအဲ့တခါတည်းအဲ့လိုမဟုတ်ဘဲနဲ့ဒီအလှူနဲ့ပတ်သက်ပြီးတော့မလှူခင်ကလည်းဒီအလှူပေါ်မှာအမြင်မကြည်လင်တဲ့အကုသိုလ်ဖြစ်တယ်လှူပြီးတဲ့နောက်မှာလည်းပဲအမြင်မကြည်လင်တဲ့အကုသိုလ်ဖြစ်တယ်ဆိုရင်အကုသိုလ်နှစ်ခုကခြံထားလိုက်တာဒီအလှူနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာရှေ့ပိုင်းကလည်းအကုသိုလ်ဖြစ်တယ်နောက်လည်းအကုသိုလ်ဖြစ်တယ်ဆိုရင်ဩမကကုသိုလ်လို့ခေါ်တယ်အောက်တန်းကျသွားဒီကုသိုလ်ကညံ့သွားဒီလိုဆိုလိုတာပေါ့အဲ့တော့ကုသိုလ်ကောင်းမှုလုပ်တိုင်းလုပ်တိုင်းရှေ့ကလည်းကုသိုလ်နောက်ကလည်းကုသိုလ်ဖြစ်ဖို့ဒီကုသိုလ်နဲ့ပတ်သက်တဲ့ကုသိုလ်ပြောစိတ်ရှေ့ကလည်းပဲစိတ်ထားမွန်မြတ်နေရမယ်နောက်ကလည်းပဲစိတ်ထားမွန်မြတ်နေရမယ်ဆိုလိုတာကဒီစေရနာသုံးဏညီရတယ်ဆိုတာပုပ္ပေဝဒါနာသူမနောမလူခင်ကလည်းစိတ်ကဒီအလူနဲ့ပတ်သက်ပြီးဒီကောင်းမှုနဲ့ပတ်သက်ပြီးစိတ်ကကျေနပ်ပြီးတော့နှစ်သက်နေတယ်
တဒံစိတ်တံပတာတွေလူနေတဲ့အချိန်မှာလဲစိတ်ကသရာနဲ့ကြည်နူးနေတယ်ဓတ္တဝါအတ္တမနောလှူပြီးတဲ့နောက်မှလည်းပဲဝမ်းသာနေရမယ်ဒီကုသိုလ်နဲ့ပတ်သက်ဟောအဲ့ဒါလို့သုံးမျိုးသုံးသားညီအောင်လုပ်နိုင်ပြီဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ဟာပြည့်ပြည့်စုံတဲ့ကုသိုလ်ဖြစ်တယ်ကောင်းကျိုးချမ်းသာအပြည့်အဝရတယ်လို့ဒီလိုခေါ်တာနော်အပြည့်အဝမရဘူးဆိုတဲ့ပုဂ္ဂိုလ်တွေဟာတခုခုချုပ်ရင်းသွားလို့နောက်ဆုံးမှာအပရစေရနာပြတ်တယ်ဆိုတဲ့အခါမှာအမှန်တမ်းဒုက္ခရောက်ဒီကနေ့ခေတ်မှာလည်းရှိတယ်အပရစေရနာပြတ်သွားလို့ရှိရင်ချမ်းသာပါတယ်ဒါပေမဲ့မသုံးရဘူးရတော့ရတယ်ကုသိုလ်ကောင်းမှုလုံးလို့ပစ္စည်းဥစ္စာတွေရတယ်ဒါပေမဲ့သုံးဆွဲခြင်းနဲ့စိတ်မရှိမြတ်စွာဘုရားလက်ထက်တုန်းကတာဝတိပြည်မှာတထေးကြီးတယောက်ရှိတယ်သူကတဘွားလည်းမကဘူးခုနှစ်ဘွားတထေးဖြစ်တယ်ဘာဖြစ်လို့တထေးဖြစ်တုံးဆိုတကရတိခိဆိုတဲ့ပိစိကဗုဒ္ဓကိုဆွန်းလောင်းဖို့သူကပြောခဲ့တယ်သူမိသားစုကိုဒီပိစိကဗုဒ္ဓကိုဆွန်းလောင်းလိုက်ပါလို့ဆိုပြောသွားနောက်ဆွန်းလောင်းပြီးတဲ့အခါမှာပိစိကဗုဒ္ဓရဲ့တပိတ်ကိုဖွင့်ကြည့်တဲ့အခါဟိုတထေးကြော်ကြီးကသရတရားကောင်းတော့အမှန်တမ်းကောင်းတဲ့ဆွန်းကိုလောင်းတဲ့အခါမှာသူသရတရားမထိန်နိုင်စိတ်ထဲမှာကွက်သွားဒါတော့ကောင်းတာကြီးကိုလောင်းလိုက်ရမလားပေါ့နော်ငါအိမ်ကအလုသမားတွေဒါတွေကျွေးလိုက်ရရင်ဥပါတိုင်ခိုင်းလို့ရမှာပဲဆိုတဲ့စိတ်သွားပေါ်သွားအဲ့ဒီလိုစိတ်ကွက်သွားတဲ့အတွက်ကြောင့်ဆွန်းလောင်းခိုင်းလိုက်တဲ့ကုသိုလ်ကြောင့်သူကခုနှစ်ဘဝပစ္စည်းဥစ္စာချမ်းသာတဲ့တထေးဖြစ်တယ်စိတ်ကွက်သွားတဲ့အတွက်ကြောင့်ချမ်းသာတဲ့များပစ္စည်းဥစ္စာတွေ तू မသုံးရဘူးဆိုတာသုံးညင်စိတ်ကိုမရှိပိုင်တော့ပိုင်တယ်မသုံးရဘုန်းကြီးတို့ဒီမန္တလေးမှာလည်းပဲတထေးဖြစ်ပြီးတော့ဆင်းရဲသားလို့နေသွားတာတွေရှိတယ်နော်ဆင်းရဲသားတွေနေသွားတာရှိတယ်မသုံးရမစွဲရနဲ့ဒီလိုဖြစ်သွားအဲ့ဒါလူတွေကတော့ထင်တယ်နှမျောတယ်လို့ထင်တယ်မဟုတ်ဘူးအကုသိုလ်ကံပါလာတာတော်တော်ကြောက်စရာကောင်းတယ်ပစ္စည်းတွေရရဲ့တန်းနဲ့သူ့စိတ်ကိုကမသုံးညင်ဘူးကားစီးနိုင်တယ်မစီးဘူးနော်ကောင်းကောင်းဝတ်နိုင်တယ်မဟုတ်ဘူးကောင်းကောင်းစားနိုင်တယ်မစားဘူးဒါတွေကလည်းအကုခုနကအပရစေရနာပြတ်တဲ့သဘောတွေရှိတယ်ပေါ့အဲ့ဒါလို့ဖြစ်သွားတာဟာအမှန်တမ်းဒီကိုယ့်ရဲ့ကုသိုလ်ကံရဲ့အကျိုးကိုမခံစားရတဲ့သဘောတွေပေါ့နော်အေးကောင်းပြီအဲ့ဒီတထေးကြီးဟာနောက်ဆုံးမှာကုသိုလ်ကောင်းမှုလည်းအသစ်မလုပ်ဘူးအဟောင်းလဲကုန်သွားပြီဘယ်ရောက်သွားတော့ဆိုနောက်ဆုံးတည်တဲ့အခါရောရုဝငရေပြန်ကြပါပဲဟောအင်တန်မှဘဝတစ်ခုဆိုတာကုသိုလ်ကံရဲ့အကျိုးခံစားရပြီမဲ့လို့ဆက်ပြီးတော့မထိန်နိုင်ဘူးဆိုလို့ရှိရင်ဒီကုသိုလ်ကံအရှိန်ဆိုတာကုန်သွားတာပဲအေးဒါကြောင့်မို့လို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့လူဘဝရပြီးတော့သာသနာတော်ကြီးနဲ့ဂျုံတွေ့တဲ့အခါမှာကိုယ်ရင်နဲ့နှလုံးထဲမှာကုသိုလ်စိတ်တွေညံ့ညပ်ဖြစ်အောင်နှလုံးထားတတ်ဖို့စိတ်ထားတတ်ရင်မြတ်တယ်လို့ဆိုတဲ့အတိုင်းကိုယ်တဏ္ဍာမှာအမြတ်များများရအောင်လုပ်တတ်ဖို့ဒါအရေးကြီးတယ်လူချင်းတူပေမဲ့လို့နော်လူချင်းတူပေမဲ့လို့ခုနကစိတ်ထားမတတ်တဲ့ပုဂ္ဂိုလ်ကြလို့ရှိရင်အမြတ်မရနိုင်ဘူးအမတ်တမဲ့နေသွားတဲ့ပုဂ္ဂိုလ်တွေဟာအမြတ်မရဘူးနောက်ဆုံးမှာဘဝဆိုတာအဆုံးမတတ်ဘူးမဟုတ်ဘူးအဆုံးတတ်သွားမှာပဲဒီနေ့ကျတော့ကုန်သွားမယ်ဒီအချိန်လေးအဲ့တော့အချိန်မကုန်ရင်တို့တွေဟာတန်ဃာတွေထင်ရှားရှိနေတဲ့အချိန်ဘုံစွမ်းလောင်းတဲ့တန်ဃာတွေကိုလွမ်းနေဆိုရင်လောင်းတိုင်းတို့တွေကဖရာလက်ထက်ကအရိယတန်ဃာတွေကိုမှတ်မျောပြီးတော့ဒီဖရာရဲ့တပိတာဝကတန်ဃာတွေကိုလှူဒန်းပါတယ်ဆိုတဲ့တန်ဃာပေါ်မှာအာယုံပြုပြီးတော့ဖြစ်ပေါ်လာတဲ့စိတ်စေတနာတွေနဲ့လုပ်တဲ့ကုသိုလ်ဟာအတိုင်းမသိမြတ်စွာဘုရားဟောထားတဲ့အကျိုးကျေးဇူးတွေကိုရနိုင်တယ်လို့သဘောပေါက်နားလည်ပြီးတော့မိမိတို့လုပ်နေတဲ့ကုသိုလ်ကောင်းမှုပို့ပြီးတော့ရရှိလာကောင်းမှုပင်မျိုးကိုစိုက်ပျိုးနိုင်ကြပါစေကုန်သတည်းကဲမေတ္တာပို့ရအောင်တတ္တဝါများစွာ
ဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေအရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေအရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေဟိတုသင်္ကမမနောတရတိတဗေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေဟိတုသင်္ကမစုပေါင်းပုအပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလာမင်းနှင့်ရောင်ញင်ရှဲယုံပေါင်းဆောင်ရအခြင်းကြောင့်တဗေတံကျွမ်းမဲ့ဥတ္တုံလုံးစုံများစွာတတ္တဝါတို့ဤမနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည်တင်းစိတ်နှလုံးတည်းဟူသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကသာစင်ထာဝရအေးမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခအတိဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံလန္တာဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးဝဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခန္တကလေအောင်လေတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနန်းတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း